အာရဖာနေ့မှာဘာတွေလုပ်ကဒီတော့အာရဖာနေ့မှာလုပ်ရမယ့်ကိစ္စတွေကိုကျွန်တော်အနေငယ်တင်ပြမယ်အဲ့ဒီတွေကတစ်ခုကတော့အာရဖာနေ့မှာကျမ်းမာတဲ့တတ်နိုင်တယ်ဆိုလို့ရှင်အာရဖာနေ့မှာရေချိုးပါနော်အာရဖာနေ့မှာရေချိုးခြင်းကဒါဆွန်နတ်ဖြစ်တယ်နော်ဟာဒီစ်တော်မှာလာရှိထားတယ်တမန်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ကတဲ့ကာနာယဂတဆီလူယောမလ်ဂျူမာဝယောမအာရဖာဝယောမလ်ဖီတရဝယောမနဟရနော်ဒီတော့တမန်မြတ်ကြီးကတဲ့ဂျူမာနေ့ကအာရဖာနေ့ကနော်အီဒူလ်ဖီတရနော်ရမ်ဇန်အီဒ်နေ့ကနော်ဒီတိုင်းပဲအီဒူလ်အဒဟာကူရ်ဘာနီအီဒ်နေ့အဲ့ဒီနေ့တွေမှာတမန်တော်ဆလောဆမ်မုတ်ချရေချိုးကိုတမန်တော်ချိုးတယ်ဒီတော့နော်ဒီအာရဖာနေ့မှာရေချိုးခြင်းကဒါတမန်တော်ရဲ့အမလ်ပဲဒါဆွန်နတ်တော်တရက်ဖြစ်တယ်အဲ့ဒီအပေါ်မှာတတ်နိုင်တဲ့ကျမ်းပါတယ်ဆိုရင်အာရဖာနေ့မှာနော်ကျွန်တော်တို့မနက်ဖြန်ကိုရေချိုးပါနော်နောက်ထပ်အမလ်တစ်ခုကနော်အာရဖာနေ့မှာရိုဇာထားတာနော်ဒီတော့အာရဖာနေ့မှာရိုဇာထားတဲ့ဆဝပ်ဘလောက်တောင်မှများပြလေဘလောက်တောင်ကြီးမားလေဆိုတာကိုကျွန်တော်အခုနဟာဒီစ်တော်တွေမှာတင်ပြခဲ့ပြီးအဲ့ဒီအတွက်အာရဖာနေ့မှာကျွန်တော်တို့ရိုဇာထားနိုင်တဲ့သူထားတင်ပါတယ်။နော်နဖီရိုဇာပဲဖြစ်တယ်။နော်ထားရင်ဆဝတ်ပြမယ်မထားလို့တော့ဘာမှပြဿနာမရှိဘူး။သို့ပေမဲ့တတ်နိုင်တဲ့ကျမ်းပါတယ်ဆိုလို့ရှင်ကျွန်တော်တို့အာရဖာနေ့မှာရိုဇာထားဒါအင်တန်ကောင်းပါတယ်ဒီတော့အာရဖာနေ့ရိုဇာထားခြင်းကြောင့်တော့နှစ်နှစ်ကအပြည့်ကုနာတွေလည်းပဲမဖြစ်လို့တော့ဒီတိုင်းပဲရပ်ပေါင်း1000ရိုဇာထားတဲ့ဆဝပ်လည်းပဲရရှိမှာဖြစ်ပါတယ်နော်ဒီတော့အာရဖာနေ့ရဲ့နောက်ထပ်အမလ်တစ်ခုကပါလေကျွန်တော်အခုနလည်းပဲတင်ပြတယ်ဒူအာတွေထဲမှာအကောင်းဆုံးဒူအာကအာရဖာနေ့ရဲ့ဒူအာလို့တမန်တော်အမိန့်ရှိထားတော့အာရဖာနေ့မှာဒူအာများမြောင်စွာတောင်းတာနော်ဒူအာများမြောင်စွာတောင်းတာနော်အာရဖာနေ့မှာတွားရင်လာရင်ထိုင်ရင်ထရင်နဲ့ဒူအာတွေများမြောင်စွာတောင်းတာနော်ဒါလည်းပဲနော်အင်တမကိုပဲလှုပ်တင်ပါတယ်ပြင်နာရှင်တွေကတင်ပြတယ်နော်ဒီဇီလဟ်လာမှာဒီ8ရက်ဒီ9ရက်ဒီရက်တွေမှာပေါ့နော်အထူးသဖြင့်ကိုယ့်ရဲ့သားသမီးတွေနဲ့ပတ်သက်ပြီးသူကတောင်းတင်ဘာကြောင့်လဲဆိုရင်ဒီရက်တွေမှာတမန်တော်အီဗရာဟင်အလိုင်စလမ်ကမိမိရဲ့မျိုးရိုးစင်ဆက်မိမိသားသမီးမြေးမြစ်မိမိရဲ့ generation မိမိရဲ့ nasl အတွက်အီဗရာဟင်အလိုင်စလမ်တောင်းခဲ့တဲ့သူအားတွေကိုအလ္လာဟ်ရှမတ်သခင်ကဘူလ်လုပ်တော်မူခဲ့နော်အီဗရာဟင်အလိုင်စလမ်တောင်းခဲ့တဲ့သူအားတွေနော်ဒီမိမိရဲ့မျိုးဆက်ထဲကနေနောက်ဆုံးနဗီကိုပွင့်ပေါ်စေဖို့နောက်ဆုံးနဗီကိုအလ္လာဟ်ရှမတ်သခင်ချီးမြှင့်ဖို့ဒီတိုင်းပဲမိမိရဲ့သားစဉ်မြေးဆက်ကိုဘလို့အလ္လာဟ်ရှမတ်သခင်ချီးမြှင့်ဖို့စသဖြင့်သူအားတွေတမန်တော်အီဗရာဟင်အလိုင်စလမ်တောင်းခဲ့တာဒီရက်တည်ထဲမှာဒီတော့အလ္လာဟ်လက်ခံခဲ့တယ်ဆိုတော့ပြင်နာရှင်တွေကတင်ပြဒီရက်တည်ထဲမှာတဲ့ကိုယ့်ရဲ့သားသမီးတွေအတွက်ကိုယ့်ရဲ့သားစဉ်မြေးဆက်အတွက်သူကတောင်းပါအင်ရှာအလ္လာဟ်အလ္လာဟ်ရှမတ်သခင်မုတ်ချလက်ခံတော်မူလိမ့်အထူးသဖြင့်အာရဖာနေ့မှာကျွန်တော်တို့တွေဒူအာကိုများမြောင်စွာလုပ်ပါနောက်ထပ်တစ်ခုကကျွန်တော်အခုနလည်းပဲပြောပြခဲ့တယ်စရုထကလီမာပေါ့လာအီလာဟ်အီလလာဟူဝဟ်ဒဟူလာရှရီကလဟူလဟူလ်မုလ်ကူဝလဟူလ်ဟမ်ဒ်ဝဟူဝအလာကုလီရှိုင်ကဒီရ်အဲ့ဒီစရုထကလီမာကိုကျွန်တော်တို့များမြောင်စွာဖတ်ပါအာရဖာနေ့မှာများမြောင်စွာဒီကလီမာတော်ကိုကျွန်တော်တို့ဖတ်ပါဒါတမန်တော်ဆလ္လာလာဟူအလိုင်ဟိဝါဆလမ်အထူးသင်ပေးခဲ့တဲ့ကလီမာတော်ဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကအာရဖာနေ့ကဒါတာမန်နေ့နဲ့မတူဘူးအင်တန်ထွတ်မြတ်တဲ့နေ့ဆိုတော့ကျွန်တော်တို့တွေဂုဏကိုရှောင်ပြီးတော့နေပါနေ့စဉ်နေ့တိုင်းဂုဏတွေလုတ်ပြနေတယ်အလ္လာဟ်ရှမတ်သခင်မနစ်သက်တဲ့ကိစ္စတွေကိုလုတ်ပြနေတယ်ဆိုရင်ကျွန်တော်တို့တွေအထူးသဖြင့်အာရဖာနေ့လို့ထွတ်မြတ်တဲ့နေ့ပါလုံးဝဂုဏမလုတ်ဘဲနဲ့ကိုထိမ့်သိမ့်ပြီးတော့ကျွန်တော်တို့တွေနေပါဟာဒီစ်တော်မှာတမန်တော်မြတ်ကြီးဆလောဆမ်အမိန့်ရှိထားတယ်မန်ဟဖီဇာလီဆာနဟူဝဆမ်အဟူဝဘဆရဟူယောမအာရဖတာကူဖီလာလဟူမင်အာရဖတာအီလာအာရဖာလူတယောက်ကတဲ့သူ့ရဲ့နှုတ်ရှာဒီတိုင်းပဲသူ့ရဲ့မျက်လုံးသူ့ရဲ့နားကိုသူအာရဖာနေ့မှာထိမ့်သိမ့်ခဲ့မယ်ကိုနာရီဖြစ်အောင်သူမလုပ်ခဲ့ဘူးမဖြစ်အောင်ထိမ့်သိမ့်ခဲ့မယ်ဆိုရင်ဒီအာရဖာကနေစပြီးနောက်အာရဖာတိအလ္လာဟ်ရှမတ်သခင်သူ့ကိုမဂ်ဖီရတ်ချီမြတ်တော်မူမယ်သူရဲ့အပြစ်ကုနာတွေအားလုံးကိုအလ္လာဟ်ရှမတ်သခင်မာဖ်လုပ်ပေးတော်မူမယ်ဆိုပြီးတော့တမန်တော်အမိန့်ရှိထားတဲ့အတွက်အာရဖာနေ့ကိုလုံးဝကုနာမဖြစ်စေဘဲနဲ့ကျွန်တော်တို့တွေဖြတ်တန်းကြပါနောက်ထပ်အမလ်တရက်ကအာရဖာနေ့မနက်ကစပြီးတက်ဘီရ်တရှရီကဖတ်တာAllahu Akbar Allahu Akbar La ilaha illallah Wallahu Akbar Allahu Akbar Walillahil hamd အာရဖာနေ့မနက်ဖြန်အင်္ဂါနေ့မနက်ဖဂျာပြီးရနေစပြီးဖရတ်နမတ်ပြီးတိုင်းတစ်ချိန်ယောက်ျားလေးတွေကအတန်ချစ်မိန်းကလေးတွေကတော့အတန်တူ
ယောက်ျားလေးတွေအတန်ကြဲကြဲဆိုတာတင့်ယုံအတန်ပေါ့ကိုချားသလောက်ပေါ့နော်မိန်းကလေးတွေကတော့ခက်အတန်တိုးတိုးနော်ဒီတက်ဘီတွေတရှိကိုနမတ်ဖရတ်နမတ်ပီတိုင်းတစ်ချိန်စီဘေနီအထိလဲဆိုရင်ဇီလဂျာလာ73ရက်နေ့အဆတ်ပီအထိနော်လာမယ့်စနေနေ့အဆတ်ပီအထိနော်ဖတ်ချင်းနော်ဒါဝါဂျစ်တောင်းဖြစ်တယ်